ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့နည်းနည်းလေးနဲ့နဲတယ်လို့စိတ်ဝင်စားစရာလည်းကောင်းမယ်လို့ထင်ပါတယ်ကျွန်တော်တို့လူသားတွေရဲ့အနာဂတ်ခီးလမ်းနဲ့ပတ်သက်ပြီးစဉ်းစားကြည့်ကြရအောင်ကျွန်တော်တို့အားလုံးရည်မှန်းထားတဲ့တိုင်ဝမ်လူဖွဲ့စည်း Taipei Civilization ဆိုတာကိုရောက်ဖို့ဆိုတာလွယ်ကူတဲ့ခီးလမ်းတော့မဟုတ်ပါဘူးဒီခီးလမ်းမှာတချို့နိုင်ငံတွေဟာအချိန်နောက်ကျပြီးကြံရစ်ခဲ့နိုင်သလားဒါမှမဟုတ်လမ်းပြောက်သွားနိုင်သလားဆိုတဲ့မေးခွန်းလေးကိုကျွန်တော်တို့ဒီနေ့အတူတူလေ့လာဆွေးနွေးကြည့်ကြရအောင်ပါတကယ်တော့ဒီမေးခွန်းရဲ့အဖြေကရိုးရှင်းပါတယ်ဟုတ်ပါတယ်ဖြစ်နိုင်ပါတယ်တမိုင်းကိုပြန်လည်ကြည့်မယ်ဆိုရင်ဒီလိုမျိုးဖြစ်ရက်တွေဟာကျွန်တော်တို့ရဲ့မျက်စိရှိမှတင်အများကြီးဖြစ်ပျက်ခဲ့ပြီးသားပါအရင်ခေတ်အခါတုန်းကအင်အားကြီးမားခဲ့တဲ့ Ottoman Empire တို့အဆက်တက်လူမျိုးတို့ဆိုတာအခုဘယ်ရောက်သွားကြပြီလဲသူတို့ရဲ့အင်အားတွေယဉ်ကျေးမှုတွေဟာတဖြည်းဖြည်းမိမ့်မိတ်ပျောက်ကွယ်သွားခဲ့တာပဲမဟုတ်လားအဲ့ဒီလိုပဲအနာဂတ်မှာလည်းတချို့နိုင်ငံတွေဟာကမ္ဘာကြီးရဲ့တိုးတက်ပြောင်းလဲမှုနဲ့လိုက်ရောညီထွေမပြောင်းလဲနိုင်ခဲ့ရင်သူတို့ရဲ့အတွင်းပိုင်းမှာမတည်ငြိမ်မှုတွေများလာပြီးနောက်ဆုံးမှာပြိုကွဲသွားနိုင်ပါတယ်အင်အားကြီးတဲ့နိုင်ငံတွေရဲ့ဩဇာခံဖြစ်သွားပြီးသူတို့ရဲ့လွတ်လပ်ခွင့်တွေဆုံးရှုံးသွားနိုင်ပါတယ်ဒါမှမဟုတ်ကမ္ဘာကြီးရဲ့တိုးတက်မှုအတွက်ဘာမှအရေးမပါတော့တဲ့လူသူမသိတော့တဲ့အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်ဒါဆိုရင်ဘာအကြောင်းတွေကြောင့်နိုင်ငံတနိုင်ငံဟာအားလုံးနဲ့အတူတိုးတက်မဲ့လမ်းကြောင်းကြီးကနေတွေ့ဖေးပြီးနောက်ကျကျန်ရစ်ခဲ့နိုင်တယ်လဲအဓိကအကြောင်းရင်းတွေကိုကျွန်တော်တို့တစ်ချက်ချင်းရှင်းရှင်းလင်းလင်းလေ့လာကြည့်ကြရအောင်